Ronaldo ကမုတ်စိတ်ရိတ်နေချိန်မှာဘောလုံးနဲ့နောက်ပြောင်ပြီးကစားနေတာကိုကြည့်ပြီးသူ့အတွက်အယမ်းလွယ်ကူပါတယ်ဒီနောက် Ronaldo ကမီးဖိုချောင်းတဲသွားပြီးလိမ်မော်သီးကျလုံးနဲ့လည်းပြဿနာမရှိပဲကစားပါတယ်ဒါပေမဲ့ဇလန်းရဲ့တကယ်အလှည့်ပြောင်းက Ronaldo လှနဲ့ကစားတဲ့အခါပါ Ronaldo ရဲ့ပရိသတ်တွေကဗီဒီယိုကိုပြည့်အောင်ကြည့်ပေးပါအခု Ronaldo ဟာနဲ့ဘလို့ကစားနေလဲဆိုတာကြည့်ပါ2024 ခုနှစ်မှာ Ronaldo Jr. ကသူ့ပရိသတ်တယောက်ရဲ့အင်ဂျီတစ်ထည်ကိုလက်မှတ်ထိုးပေးတဲ့အခါဒီလိုပုံစံမျိုးပါဒါပေမဲ့2025 ခုနှစ်မှာပွဲတစ်ပွဲမှာ Ronaldo ကစုပြီးတဲ့အခါ Ronaldo Jr. ကအရန်အနီးကပ်ကြည့်နေပါတယ်ဒါပေမဲ့ဇလန်းကဒီမှာတည်းမပြီးဆုံးသေးပါဘူးဒီနေ့အကြာမှာ Ronaldo Jr. ကသူ့ပရိသတ်တယောက်ရဲ့အင်ဂျီတစ်ထည်ကိုထပ်ပြီးလက်မှတ်ထိုးပေးခဲ့ပါတယ်ဒီတစ်ခါတော့အဲ့ဒီလက်မှတ်ထိုးတာကိုမြင်ရင်အံ့ဩသွားပါလိမ့်မယ်ဒါပေမဲ့အဲ့ဒီမတိုင်ခင်မှာ Ronaldo ပရိသတ်တွေကဗီဒီယိုကို like လုပ်ပြီး comment မှာ CR7 လို့ရေးပေးခဲ့ကြပါတယ်အခု Ronaldo Jr. ရဲ့လက်မှတ်ထိုးပုံကိုကြည့်ပါ